မင်းတို့တိပိကဆရာတော်ဖရာကြီးဆုံးတော့မယ်ဆိုတဲ့အခါမှာဒီနေ့နိုင်ငံတော်ကမှလည်းဆရာဗမောဆရာတော်ရှိတယ်လုံးဝ30အဲ့ဒီတော့အတွင်းမှုတစ်ဖြစ်တဲ့ဘူခင်ညုံကဆရာတော်ဖရာစရတန်ကနာမှာလဲအဖြစ်ဆရာတော်ဖရာကြီးတိပိကလည်းအစဆုံးတိပိကနိုင်ငံတော်ကမှလည်းပထမဆုံးအကျိုးတော်ကျုပ်စသည်အပြင်ဂုံမုန်းခါနေတဲ့ဆရာတော်တို့ပုဂ္ဂိုလ်ဖရာကြီးဖြစ်တာဖြစ်ချင်းရောက်သူကစစ်သားလေသူစစ်သားနိုင်ငံခေါင်းဆောင်လေသူသူသားလေသူတရားတရားလျှောက်သူအပြစ်မတင်ဘူးတောင့်ပေးတာပါဗျာနည်းနည်းတောင့်ခံတာပါနော်ငါနောက်ကငါအမေငါအမေတော်တင်လောက်အမေတောင့်ခံတာဟိုအကြောင်းရည်လက်ချပြီးပြီးရမယ်ဆိုတော့အဲ့လိုမျိုးပြောသလိုပေါ့ဆရာတော်ဘုရားကြီးကိုလူသားဖြစ်ခြင်းကြောင့်ပြောတဲ့သူကိုလည်းအပြစ်မတင်ဘူးဆရာတော်ဘုရားနည်းနည်းတောင့်ခံတာပါဗျာစိတ်မလျှော့လိုက်ပါနဲ့ဘုခင်ညုံကမင်းတို့ဆရာတော်ကြီးအေးကျုပ်လည်းမသေးရင်သေးဘူးဗျာလို့မပြောဘူးဗျာနာဘိဇာနာဘိကင်္ဂမိမရဏနာဘိကင်္ဂမိဟောဘာပြောလိုက်မှမသိဖြစ်သွားတယ်အဲ့ဒါဗမောဆရာတော်ဥက္ကုမာရကအဲ့ကိုတော်လေးကဘေးနားမှာရှိတော့ဥက္ကုဘုန်းကြီးတဲ့ဆရာကြီးပြောတဲ့အရာကိုမနဲ့လည်းသတင်းစာထဲထည့်ခြင်းကျွန်တော်တပည့်တော်မြန်မာလေးပြန်ပေးစမ်းပါအဟံငါသည်ဇီဝိတအသက်ရှင်ခြင်းကိုလည်းနာပြီးနန်းပြီဟောအသက်ရှင်လို့ရင်းလည်းမရှိဘူးဒါမရှင်သိခြင်းလားအမေကြီးကကိုတိတ်တော်ပါပြီမြင်သေးအောင်အဲ့လိုနဲ့ဆုမတောင်းအောင်အသက်ရှင်ရင်းလည်းပေးတဲ့ဗတကောရထားတဲ့ဒီနေ့ထမင်းလေးလာပေးလိုက်တယ်အခုဆရာတော်ဥက္ကုသနာကျောင်းကိုလာတယ်ရော့9000ပေးလိုက်တယ်နောက်တစ်နေ့အလုပ်လာလုပ်ရတယ်သူရှင်းနေလာလုပ်တယ်ရော့3သိန်းပေးလိုက်တယ်နောက်တစ်နေ့ဝင်တယ်ရော့3သိန်းပေးလိုက်တယ်အဲ့ဒီ3သိန်းလေးရဖို့အတွက်ကိုဒီမိန်းမလာပြီးအလုပ်လာလုပ်နေတော့ဟုတ်တယ်လားအဲ့ဒီလိုပဲယူဆပါတယ်ဆရာတော်ကြီးစကားတရဟန္တာတွေပြောသွားတာနာဘိနန္ဒအမိမရဏနာဘိကင်္ဂမိဇီဝိတံအသက်ရှင်ရင်းကိုလည်းမနှစ်သက်ပါဘူးသေဖို့လည်းမတောင်းတဘူးနေပြည်တော်ဗတကောယထာဟာထေရဝါဒနေစိမပြိဿဆိုအဲ့ဒါပဲချစ်ဖို့လည်းအဆုမတောင်းမုန်းဖို့လည်းဆုမတောင်းပြီးသွားပြီဆရာတော်တရားဟောတဲ့မေတ္တာပို့တယ်လူတွေချစ်ပါစေအဲ့ဒီအတွက်ပို့တာမဟုတ်ဘူးလူတွေမုန်းပါစေအဲ့ဒီအတွက်မပို့ဘူးမုန်းတဲ့သူတွေသေပါစေအဲ့ဒီအတွက်မပို့ဘူးတိုင်းသားပြည်သူရှင်လူရန်နဲ့ရေလေးမြေမိဓာတ်ကြီးလေးပါနဲ့ထိတွေ့ရပြီအဲ့ဒီမြေပေါ်မှာငလင်မလုပ်ပါစေနဲ့ရေတွေမေဒါကတော့အဲ့ရေကြီးတဲ့ထဲမှာစစ်သားတွေပကောင်းပါမယ်တဘုံတွေပကောင်းပါမယ်ဖုန်းကြီးတွေပကောင်းမယ်အဲ့ဒါငါမစင်စားဘူးရေဘေးရောက်လူသားတဦးဒီအသက်ရှင်တဲ့လူတယောက်ဒီမထိခဲ့ပါစေနဲ့ဆုတောင်းတာနီတာကြောင်တာစိမ့်တာဝါတာမပါဘူး sorry ပဲပြီးသွားပြီသမင်းစမပတိအဲ့ဒါပဲဟာမင်းတို့ငါ့ကိုလှူတဲ့လူတွေနဲ့ကွက်ပြီးချမ်းသာပါစေလို့မလုပ်ဘူးမင်းကမစွမ်းဘူးလေမစွမ်းဘူးလေမင်းကဆရာကြီးပြောတာရှင်းလေးရဲ့ဟဲ့မင်းတို့စစ်သားတွေနဲ့ငါမနေချင်တော့ဘူးမင်းတို့စစ်အစိုးရနဲ့ငါသေချင်ပြီလို့အဲ့လိုပြောရင်လည်းဖောင်းပြသွားမယ်အေးကွာငါတောက်နာမယ်ဆိုရင်မှားပါအသက်ကတောက်လို့မရဘူးဆရာကြီးကပြောတယ်ရှင်းလေးအသက်ရှင်းခြင်းကလည်းမနဲ့သက်ပါသေခြင်းကလည်းမတောင်းတပါနေပြည်တော်ဗတကောယထာအခစားသည်ဒီခန္ဓာကိုယ်ကအခစားကြီးလေသူခဏငှားရတာတကူမမကြီးရှင်းနေပိုသိမှာပေါ့မင်းတို့ပိုင်တဲ့အရာတွေဟုတ်လေမင်းတို့ပိုင်တဲ့အရာတွေကိုအစိုးရရှိကဘာလုပ်ထားတယ်ဟုတ်လေမင်းတို့အဲ့ဒီအိမ်ကဘယ်လိုပိုင်လဲမပိုင်ဘူးမင်းတို့ငကိုတုံးနဲ့မင်းတို့ဘလောက်ပဲဝယ်ပဲသူဘာရေးထားလဲမင်းတို့ဒီဓမေသေးဆရာတော်ဒီမြေငါးစာချုပ်တဲ့ဒီမြေကိုဗါတယ်လေငှားတာအေးအခွန်မီအခွန်သူဖြတ်ချင်ဖြတ်မယ်နော်သိရင်သိမင်းတို့ဘာလုပ်ထားရလဲငှားတာဘိုးဝါပိုင်တာတွေဘယ်နှစ်ဂရန်တွေလာမပြောနဲ့ဘာလုပ်ထားတာမင်းစာချုပ်ထဲမှာဘယ်လိုရေးထားလဲဘယ်လိုရေးထားလဲဟာတမ်းရှင်းသွားပြီမြေငါးစာချုပ်အငှားပေါ်မှာနေနေတာမင်းတို့ဧည့်သည်တွေလေမင်းတို့အငှားတွေအငှားတွေအမေမင်းတို့ငှားနေငါတို့ကလာသိမ့်ပေးရမှာလေသူငိုရေးရတယ်ဘယ်လိုရေးထားလဲအနည်း60မြေငါးလိုက်မင်းတို့စာချုပ်ထဲမှာဟောမြေငါးခင်မြေငါးစာချုပ်ငါလည်းမသိပါဘူးတွားကိုရုံးသွားတော့မှာငါ့ကိုငှားရတာပဲဒါဘာလို့ထားလဲငှားရတာဆိုရင်ပြန်သိနေလည်းသိမယ်ယူရင်လည်းယူနေလည်းနေပေါ့ဒါတော့မင်းတို့တောင်းရမရနိုင်ဒီခန္ဓာတဲ့ဗါတယ်လေငှားတာခဏသူ့တက်တန်းစီရင်ဘာလို့ရလဲပြန်ပေးရတယ်ဆရာတော်ကြီးနေပြည်တော်ဗတကောယထာအခစားပါတဲ့သူ့ခန္ဓာတဲ့ငှားရတဲ့ခန္ဓာကြီးနဲ့ငှားရတာဒီမြေကြီးတွေလည်းငှားရတာပဲအဲ့ဒါများ